Hello မြတ်တဲ့ page လေးကနေကြိုဆိုပါရရှင်။ဆိုင်လေးစာလေးကတော့တိုင်းမဲ့60နှစ်ကန်တော်လန်4000ကန်ရောက်ကွက်စံပြသေးမှတ်တိုင်အနီးတင်ငန်းကျွန်းမြို့နယ်ရန်ကုန်မှာဆိုင်ခွဲလုံးဝမရှိပါဘူး။ရန်ကုန်တစ်ဆိုင်ပဲရှိပါမယ်ရှင်။ပုံလေးမှာပြထားတဲ့အတိုင်းဓာတ်ပုံဖောင်းပါစေဓာတ်ပုံဖောင်းမပါစေဆိုပြီးတော့လည်းနှစ်မျိုးခွဲရောင်းချပေးထားပါရရှင်။ဖောင်းပါစေမှာဆိုလို့ရှိရင်ပါဝင်ပစ္စည်း6မျိုးပါပါမယ်ရှင်။ဓာတ်ပုံဖောင်းမပါပစ္စည်းတည်တဲ့ဈေးမှာဆိုလို့ရှိရင်ပါဝင်ပစ္စည်း5မျိုးပါပါမယ်ရှင်။နှစ်ယောက်စာအတွက်မဟုရ22-26လက်မဆက်တယောက်စာအတွက်အမရာ14-20လက်မဆက်နှစ်ယောက်စာအတွက်ခြေရအမရာ14-20လက်မဆက်တယောက်စာအတွက်ခြေရအခရာ12-13လက်မဆက်ဆိုပြီးတော့3မျိုး3စာခွဲရောင်းချပေးထားပါရှင်အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ရွှေရောင်ဆေးရည်ကိုတော့တည်တံ့ခွဲမြောက်ပါအောင်ရှင်ရန်ကုန်မန္တလေးနေပြည်တော်မှာဝယ်ယူသူများအနေဖြင့်ဓာတ်ပုံပေါင်းပါမှာယူလို့ရပါတယ်တခြားနယ်မှာဝယ်ယူသူများအနေဖြင့်တယ်လီဘက်ကဓာတ်ပုံပေါင်းကိုလက်မခံလို့ဓာတ်ပုံပေါင်းမပါဈေးနဲ့ပဲဝယ်ယူအားပေးလို့ရပါမယ်ရှင်မိဘခြေရလဲရယူတဲ့ပစ္စည်းများကို YouTube, TikTok, Facebook ဆိုပြီး channel 3ခုမှာတင်၍ရောင်းချပေးထားပါတယ်ရှင် channel သီးသီးမှာဝယ်ယူအားပေးကြတော့တဦးတစ်ယောက်ချင်းစီကိုလည်းအမှတ်တရ page မှာကျေးဇူးအထူးတင်ရှိပါတယ်ရှင်